ဘာဖြစ်လဲဘာပြရမှာဟျောဖေဖို့ငါခရက်နေတဲ့ကောင်ပါလို့တပုတ်တော့ပို့လာတာငါဘလော့ရလို့ဟျောမင်းရလေကိုရုပ်ကောင်မအားမလားပုံသွားဖို့ရတယ်ဟိုကဘလော့တော့လဲအောင်လဲပြီငါလည်းငါ့ကိုအားနာလို့မင်းရဲ့တပုတ်ယူဘူးငါတန်းပြီးတော့ဘလော့ရဟျော